ဒီဘူးမှာဘာတွေပြောင်းလဲသွားလဲဆိုတာသတိထားမိတာခုကြည့်နေတဲ့ထဲမှာမိုဘိတ်စူပါမိုတို1040ကိုအစီအမြဲသုံးမှုနေတဲ့ customer တွေပေါင်ခဲ့မယ်ဆိုရင်တော့ဗီဒီယိုလေးအဆုံးထိကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပြောင်းလဲလာတဲ့နည်းပညာတွေနဲ့အတူဆိုင်ငယ်ချစ်သူတွေအစီအမြဲအသုံးပြုနေတဲ့မိုဘိတ်စူပါမိုတို1040ဟာဆိုရင်API SN Brake တီတိုးမြင့်လိုက်ပြီပဲဖြစ်ပါတယ်ခင်ဗျာ API SN နည်းပညာကဘာတွေပိုကောင်းလဲဆိုရင်တော့အင်ဂျင်ပို့ဆောင်မှုကိုတာမန်ထက်9ဆပိုမိုကာကွယ်ပေးနိုင်ခြင်းကီလိုမီတာ6000အထိအသုံးခံနိုင်ခြင်းစီကားနှုန်းကိုတိတိတတ်တာရှော့ချပေးနိုင်ခြင်းအင်ဂျင်ကိုအမြဲတန့်ရှင်းနေစေပြီးတန်ကြီးတက်ခြင်းကိုလည်းအကောင်းဆုံးကာကွယ်ပေးနိုင်ခြင်းနဲ့ဂီယာနဲ့ကလပ်လှုပ်ဆောင်ချက်တွေကိုပုံမိုးကောင်းဝင်စေပါတယ်ခင်ဗျာမိုဘိတ်စူပါမိုတို1040ကို Honda Wave Bane နဲ့ Dream Bane စတဲ့ဂီယာဆိုင်ကယ်တွေအပြင်ခင်မီမန်နူရဲ့ဆိုင်ငယ်များမှာပါယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေရဲ့ဆိုင်ငယ်ကိုအကောင်းဆုံး view site ရှင်နေဆိုရင်တော့ API SN Brake ရရှိထားတဲ့ Mobil Super Moto 1040ကိုအသုံးပြုလိုက်ပါခင်ဗျာ